ဖိတ်မျိုးကိုပေါ်၍စွာဖိတ်လို့ခေါ်ပါတယ်ဒီယာစုံအောင်လေးတို့များလိုက်ဖို့မယ်မာရင်းမျိုးကိုလာဖို့ဖိတ်ခေါ်တယ်စင်စွာသဘောမနှောကောင်းလို့ရဲ့လာပါကွယ်အဲဝကြည်ပါတယ်ဒီညိုချိတ်ကန်လာလက်ပတ်သွားလို့ရဲ့မောင်စီတော်မှာသူစားရအောင်ကွယ်ဝိတ်သူတွေချောလိုက်တာအယမ်းမဲ့ဝိတ်သူတွေချောလိုက်တာအယမ်းမဲ့စင်နာသူတွေလည်းလက်ပတ်သွားရင်ကွယ်ကဘာလုံးပြားလဲရောက်ဖူးခဲ့ပါကွယ်ရန်ကင်းစိတ်ခဏလေးဖေနာသွားကြမယ်ဘိတ်စကားလေးဝဲလို့ဆိုပြန်တယ်တော်ညီနောင်ဖျားဖူးတို့များလိုက်ဖို့မယ်ပိန်တော်ကြီးဖျားမှာတို့ဦးတွေ့ဆုံမယ်မာရင်းမျိုးကိုလာဖို့ဖိတ်ခေါ်တယ်မာရင်းမျိုးကိုလာဖို့ဖိတ်ခေါ်တယ်